အားလုံးပဲမင်္ဂလာညချမ်းလေးပါကျွန်တော်အခုဖတ်ပြပေးမယ့်ဝိထုလေးရတော့စာရေးဆရာဇေနရမညာရေးသားထားတဲ့အောင်မြတ်သားနဲ့ရောနကတိုင်းဆိုတဲ့ဝိထုလေးပဲဖြစ်ပါတယ်ခင်ဗျာတရက်မှာတော့ဦးကြံတယောက်အိမ်ရှိမှာရောပန်းနဲ့လိုက်ထားတဲ့ဆက်လက်ကိုလက်ကြားညှက်ပြီးရေနွေးချမ်းတောက်နေတဲ့ချိန်ခြံထဲကိုပစိုးဂွင်းတိုင်းထားတဲ့မောင်တိုင်တို့အဖွဲ့ဝင်လာခဲ့တာကိုမြင်လိုက်ရတယ်။ဘာကြီးကြံကတရက်တစီတွေနဲ့ပတ်သက်ပြီးနှက်ဆက်တယ်ဆိုတာဟုတ်လားဗျ။အေးမင်းတို့ကြည့်ရတာတော်တော်မူးနေတဲ့ပုံပဲ။မောင်ဆန်လာရေသူတို့ကိုအိမ်ပြန်ပို့ပေးလိုက်အောင်။ဦးကြံကအိမ်မှာဝိုင်းကိုလှုပ်ဖို့ခေါ်ထားတဲ့ဆန်လာကိုခေါ်လိုက်တာကြောင့်ရက်နေတဲ့သူတွေကခေါင်းခါရမ်းလိုက်ပြီးကျုပ်တို့မမူးပါဘူးဗျအေးတီးကျင်တာလည်းရှိလို့မေးနေတာကိုမုံမထုတ်ပါနဲ့အေးမင်းတို့မူးနေရင်မေးကြတာကောင်းမယ်ကွကျုပ်တို့ကမရစ်ပါဘူးတီးရောင်လေးပါဗျအေးအဘကနည်းနည်းပါးပါးတီးမိခေါင်းမယောင်လေးပဲရှိတာပါကဲတီးကျင်တာတီးရပြီဆိုတော့ပြန်ကြတော့နော်ခဏလေးပါဗျဘာကြီးကြံကတရက်တစီတွေရှိတယ်ဆိုတာကိုယုံလားဖះဟောတဲ့ထဲမှာလဲပါတယ်လို့ရွာထဲမှာလဲမကြဖြစ်နေတာဆိုတော့ယုံတာပေါ့ကွာကျုပ်တို့ကတော့မယုံဘူးတရက်ဆိုတာတကယ်မရှိဘူးစုံးနေကဝေတွေဆိုတာလဲအဘိုးတွေရှောက်ပြောနေတာတကယ်ရှိရင်ဘယ်မှာလဲပြကျုပ်တို့ဆိုတွေ့ကြင်လွန်လို့လိုက်ရှာနေတာတခါမှလည်းမတွေ့ဘူးဟေးကောင်တွေမင်းတို့တရားလွန်လာပြီနော်ဆန်လာကစိတ်မရှိတဲ့ဟန်နဲ့ပြောလိုက်တဲ့အချိန်ဦးကြံကလက်ကပြပြီးနေပါသေးကွာသူတို့ကမကြုံဘူးတော့ဘယုံပါလေဟုတ်တယ်ဒါကြောင့်ယုံအောင်လှုပ်ပေးလို့မင်းတို့တကယ်မြင်နေတယ်ဆိုရင်ပြပေးရမှာပေါ့ဒီမှာခဏခိုင်ဆောင်နေဦးကြံကပြုံးဆဆနဲ့အိမ်မော်ကိုတက်သွားပြီးကျွန်းတစ်တာတလုံးထဲကနေညက်နေအောင်ထောင်းထားတဲ့အမှုတ်ချို့ကိုထုတ်ယူကအိမ်အောက်ကိုဆင်းလာခဲ့လိုက်တယ်အိမ်အောက်ကိုရောက်တော့အမှုတ်အချို့ကိုရေနဲ့ဖြော်ပြီးမူးနေတဲ့လူ၃ယောက်ရဲ့မျက်လုံးနှစ်ဖက်ကိုလက်ပြန်ကွင်းပေးလိုက်တယ်ဒါဆိုမြင်ရပြီလားဗျအခုကနေမဝင်သေးဘူးဆိုတော့ခဏတော့စောင့်လိုက်ပါဦးတခုတော့ရှိတယ်နော်မင်းတို့တခုခုဖြစ်ရင်ငါနဲ့မဆိုင်ဘူးဆိုတဲ့အကြောင်းကိုတော့ဒီစာရွက်မှာလက်မှတ်ထိုးကြဆန်လာမင်းကအကြောင်းအရာကိုရေးပေးလိုက်မောင်တိုင်လဲမူးနေတဲ့ဂျာကဆန်လာကမ်းပြီးတဲ့စာရွက်ပေါ်မှာလက်မှတ်ထိုးပြီးဟီဟီဟာဟာရေမောကထွက်သွားခဲ့ကြတယ်ငတိတ်မင်းပြောတဲ့အဖိုးကြီးကဟုတ်ရောဟုတ်ပါမလားအလေကားပါကွာသူ့ကိုယ်သူဆော်ဝါမျိုးတဲ့ဆိုပြီးလူထင်ကြည့်အောင်လုပ်နေတာဒါကိုလဲယုံတဲ့သူတွေကယုံတယ်ထွီအေးလေအခုတောင်နေဆောင်နေပြီတရေဆိုလို့တကောင်ဆိုတကောင်မှမမြင်သေးဘူးငါကတော့ရေကက်ဆင်းလာတဲ့အပြိုချောလေးတွေပဲမြင်နေဟီငတိတ်ဟိုးမလာနေပြီကွာဆန်လာရဲ့စကားကြောင့်ငတိတ်လှမ်းကြည့်လိုက်ရာရေစုံနေတဲ့ထမိန်ကိုရင်ရှားထားပြီးရေအိုးကိုပွေလာတဲ့ကောင်မလေးတယောက်ကိုမြင်လိုက်ရတယ်ကိုလုံးကိုပေါက်ကတော့တရေကြကြကြီးပါလားသူ့အဖော်တွေမလာခင်စကားသွားပြောရအောင်ငတိန်ကလုံကြီးကိုခက်တူပြင်ဝင်လိုက်ပြီးရေကန်ဘက်ကိုထွက်သွားတဲ့အချိန်ငတိန်ခဏနေအောင်ဟာဘာဖြစ်လို့လဲကွာဟိုကောင်မလေးရဲ့ဇက်ကကျိုးနေတယ်လို့ပဲငနွားမင်းမူးနေပြီလားတေချာပြုတ်ကြည့်တဲ့ဘယ်မှာဇက်ဂျငတိန်ကကြော်ဆန်ကိုပြောနေရင်လှည့်ကြည့်လိုက်ရာရေအိုးပိုက်ထားတဲ့ကောင်မလေးရဲ့ဦးခေါင်းကကြော်ခနဲမြည်ပြီးရေကန်ဘောင်ပေါ်ပျောက်ကျသွားတာမြင်လိုက်ရတယ်ခေါင်းတစ်ခြားကိုယ်တစ်ခြားဖြစ်နေတဲ့မိန်းကလေးကငတိန်တို့ရှိတဲ့ဘက်ကိုလှည့်ကြည့်ပြီးလက်ရက်ခေါ်လိုက်တာကြောင့်သုံးယောက်သားငယ်တန်းပေါင်းအော်ကရွာတဲ့ကိုပြေးဝင်လာခဲ့ကြတယ်ကဲကြပါဦးတဲ့ရဲ့ဒီဇလန်လေးကိုစိတ်ဝင်စားလို့ဖတ်ယူခြင်းနဲ့ဆိုရင်တော့စာရေးဆရာရဲ့ကိုပိုင် YouTube channel လေးဖြစ်တဲ့အောင်မြတ်တာနဲ့အခန်းဆက်ဝိထုတို့များဆိုတဲ့ Facebook page မှာဝင်ရောက်ဖတ်ယူနိုင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီလောက်ပဲဖတ်ပြခွင့်ရှိတာမို့ဒီလောက်နဲ့ပဲကျင်းနေကြပါလို့တောင်းဆိုပါတယ်အားလုံးပဲအိမ်မက်လှလှမှတ်ကြပါစေ